ဒီဘက်ကလည်းဒီချောက်တယ်ရှင်မတက်တော့ခရစ်စီစံနေကြဆုံးလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ရှင်စင်ကအခုလက်ရှိစောင့်နေတဲ့ Celerina ရဲ့အကြောင်းလေးကိုပြပြထားမယ်ပေါ့နော် Celerina ရဲ့ story လေးကလေသူက based on true story မဟုတ်ဘူးဒီတိုင်းပဲ game တည်ထွင်သူတွေရဲ့စိတ်ကူးစိတ်တန်းနဲ့ပဲတည်ထွင်ခဲ့တဲ့ character တစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူက story လေးရှိတယ်ဘယ်လို story လဲဆိုတဲ့အခါကျတော့ Celerina ကသူကကလေးမလေးတယောက်ပဲပျော်နေတတ်တဲ့လိမ္မာလေးချီးဖူးဖြစ်တဲ့ enjoy ဖြစ်တဲ့ဒါကလေးမလေးတယောက်ပေါ့နော်ဒါပေမဲ့သူ့အမေကကြတော့ psychopath ပေါ့နော်စိတ်ဆဝေဒနာကိုခံစားနေရတဲ့မိခင်တယောက်ဖြစ်တယ်ဒီနေ့မှာ Celerina ကသူ့ရဲ့ grandmother သူ့ရဲ့အဖွားအိမ်ကိုသွားလေတယ်ပေါ့နော်သွားလေတဲ့အချိန်မှာ Celerina ရဲ့အမေဖြစ်တဲ့ဒီ Angeline ဆိုတဲ့ဒီကCelerina ကိုဂိူလည်းမဆိုင်ဘူးတနာချနာမှုလည်းမရှိဘူးနှိပ်စက်တယ်ပေါ့နော်အမြဲတမ်း mistreated လုပ်တဲ့အခါမှာ Celerina ကကြာလာတဲ့အခါမှာဒီမိခင်တယောက်ရဲ့နှွေးထွေးမှုလည်းမရတော့သူခံစားရတဲ့စိတ်ခံစားချက်တွေကိုတိုင်နာရီစားလို့တဲ့အုပ်ထဲမှာသွားရေးမှတ်ထားတယ်တနေ့တော့Angeline က Celerina ရဲ့အမေပေါ့နော်Angeline က Celerina ရဲ့တိုင်နာရီစားအုပ်ကိုယူပြီးဖတ်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာသူကစိတ်တူဒေါသထွက်သွားတယ်ပေါ့နော်သူ့အမေမကောင်းကြောင်းနေရေးထားတဲ့သမီးပေါ်မှာသူဒေါသထွက်ပြီးတော့ Celerina တန်းပြန်ရောက်တဲ့တားမိလိုက်တယ်ပေါ့နော်ကိုသမီးကိုချစ်ချင်တော့ Granny ပေါ့နော် Granny ကအဖွားကလည်း Celerina ကိုအရင်ချစ်တဲ့ဒါအဖွားတယောက်ပေါ့နော်အဲအကြောင်းမလို့သူကလည်းသူ့ရဲ့မိလေးကိုဒီလိုမျိုးတိုက်ရအောင်ဆိုပြီးတော့မှ Granny ရလည်းသူ့သမီးဖြစ်တဲ့ Angeline ကိုသူကိုယ်တိုင်ပဲတက်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတားမိ3ယောက်ပေါ့နော်တစ်ဆက်တက်လိုက်တဲ့ဇက်လန်ရလေရှိစလဲအဲ့ဒါပဲကိုရှာဖတ်လိုက်တာပေါ့နော်ကြောက်ဖို့ကောင်းနေပါနော်ဘယ်လိုကောင်းလဲအမေကသမီးကိုတက်ဟောအစင်းမှာကျတော့လေအမေကသမီးကိုပြန်တက်တယ်ဘယ်လိုပြောလဲအဖွားကသူ့မိလေးကိုအရန်ချစ်တာပေါ့နော်သူ့မိလေးကိုလည်းအရန်ချစ်တဲ့အတွက်ကြောင့်မို့လို့သူ့မိလေးကိုတက်ခဲ့တဲ့ကုသမီးကိုပြန်တက်လိုက်တဲ့ဒါ story လေးတစ်ခုပေါ့နော်ဂိမ်းကလည်းမထင်မှတ်ထားတဲ့အချောက်လက်မှုတွေနဲ့ဒါရှိရပေါ့နော်အဲကြောင့်မို့ Granny ကလေဒုတ်တစ်ချောင်းနဲ့နောက်ကနေရွှေစနုဂိမ်းဆိုလိုက်နေတာပေါ့နော်အဲကြောင့်မို့ဖြစ်မယ်နဲ့တူတယ်ကဲအခုကတော့ဆိုလို့ရှိရင်ဒီဗီဒီယိုလောက်ပါပဲ Granny ရဲ့ Angeline ရဲ့ Celerina ရဲ့သူတို့ဖွားရဲ့အမေရဲ့တမီးလေးရဲ့ story လေးကိုသိယူထားပြီဆိုလို့ရှိရင် game လေးကိုလည်းစောင့်ကြည့်ကြပါအောင်လို့ရှိစင်ရဖြေပေးပါရရှင်အောင်မတတ်ပါဘူး Good night ပါရှင်